ကိုရီးယားအဖွဲ့လို့လို့သိများတဲ့ Good News Mission အကြောင်းနိုင်ငံလေးအဝေးဖန်တုံးသက်ချင်းတဲ့ဒီရကလူပုဂ္ဂိုလ်ကိုတိုက်ခိုက်ခြင်းဆိုချလို့ချင်းမဟုတ်ပါဘူးဒီ Good News Mission အဖွဲ့ကအမှန်မှတူပေါ်မှုမြန်တဲ့သူတို့ကလူငယ်တွေဒီအထက်တန်းကျောင်းသူကျောင်းသားတွေတက္ကသိုလ်ကျောင်းသူကျောင်းသားတွေကိုအဒီကပြမှတ်ထားတဲ့ဒီသာသနာလုပ်ငန်းဖြစ်တဲ့ကျွန်တော်အသင်းတော်တွေမိဘတွေနဲ့တတိပြုနိုင်ဖို့အတွက်အနေငယ်ဝေးဖန်တုံးသက်ချင်းတဲ့ပရမအချက်ကတော့သူတို့က hyper grace လို့ခေါ်တဲ့ဂျေဇုတော်ကိုပဲအလွန်ကျွန်းကန်ဆွဲတဲ့ဝါဒကိုသူတို့တင်ပြတဲ့ဒီ prosperity ပိုင်းရောက်သွားတဲ့အရာဖြစ်တဲ့နောင်တရောက်ဖို့မလိုတော့ဘူးအပြည့်ဝင်ချက်တောင်းပန်ဖို့မလိုတော့ဘူးအပြည့်ညတရားတွေအချင်းတရားတွေမလိုတော့ဘူးဆိုတဲ့အရာတွေပေါ့နော်ဒီတမဟောင်းနေမလိုတော့ဘူးဆိုတဲ့အရာတွေတွင်တင်ပြတဲ့အရာအဲ့ဒီအရာကမာယွန်းတဲ့အရာဖြစ်တဲ့ကျန်းစာနဲ့မကန့်ညီတဲ့အရာဖြစ်တဲ့နံပါတ်2မှာကျတော့ယုံကြည်သူတွေကအပြစ်မရှိတော့ဘူးစုံလင်ပြီးပြည့်စုံပြီးဆိုမှတင်ပြတယ်ဒီလောကတက်တာမှာပေါ့နော်အဲ့ဒါကို perfectionism လို့ကျွန်တော်တို့ခေါ်လို့ရတယ်အဲ့ဒီအရာဟာလေကျန်းစာနဲ့တိုက်ရိုက်စံချင်တဲ့မာယွန်းတဲ့အချက်ဖြစ်တယ်တိယောခန်းကြီးတိအပိုင်းရရှိမှာသူဘာပြောထားလဲဆိုတော့ကိုအပြစ်မရှိဘူးငါတို့ဒီဆိုရင်ကိုလက်ကြကြငါတို့၌တစ္ဆာတရားမရှိရှိမှပြောထားတယ်ဆိုတော့ဒါယုံကြည်သူတွေကိုပြောတာဖြစ်တယ်ခရိယန်တက်တာကိုပြောတာဖြစ်တယ်မယုံကြည်သူတွေကိုပြောတာမဟုတ်ဘူးအဲ့တော့သူဘာပြောလဲဆိုတော့ငါတို့မှာယုံကြည်သူတွေမှာအပြစ်မရှိတော့ဘူးငါတို့စုံလင်သွားပြီးတော့ငါတို့ပြောလို့ရှိရင်တော့ကိုလှည့်စားတာဖြစ်တယ်ငါတို့မှာဖခင်ရဲ့စကားတမန်တရားမရှိဘူးပြောချင်တာကအဲ့လိုပြောတဲ့သူတွေဟာတမန်တရားသူတို့မှမရှိဘူးတမန်တရားနဲ့လွဲချော်တဲ့တမန်တရားမဟုတ်တဲ့အရာဖြစ်တယ်လို့ပြောချင်တာဖြစ်တယ်ရှင်ရကုတ်ဩဝါဒစာမှာလည်းထိုနည်းတူပဲပြောထားတယ်အခန်းကြီး9ပိုင်းငယ်15 16မှာပြောထားတာကျွန်တော်တွေ့ရတယ်နံပါတ်3အချက်မှာကျတော့ဒီခရိယတက်တာမှာကောင်းသောအကျင့်ချင်းဖို့မလိုတော့ဘူးလို့သူတို့တင်ပြတယ်ဒီအချက်ဟာလည်းဒီကျမ်းစာနဲ့တိုက်ရိုက်ဆန့်ကျင်တဲ့လွယ်မှားတဲ့သွန်သင်ချက်ဖြစ်တယ်ဒီယေရှုကိုယ်တိုင်ကယုံကြည်သူတွေတက်တာမှာကောင်းသောအကျင့်အဖြစ်ဘုရားရဲ့ဂုဏ်တော်ကိုထင်ရှားရှိဖို့ပြောထားတယ်အဲ့တော့ကျွန်တော်ဖျားရှိမှာတော့ကျွန်တော်တို့ပြည့်စုံတော်သူဖြစ်သွားပြီအဲ့ဒီပြည့်စုံခြင်းဟာကျွန်တော်ချီဆောင်ခြင်းမှာလက်တွေ့ကျွန်တော်တို့ခံစားရမယ်ဖြစ်လာမှာဖြစ်တယ်ဒါပေမဲ့ဒီမပြည့်စုံတဲ့အပြစ်နဲ့ပြည့်နေတဲ့စာရန်ဥက္ဆိုတဲ့လောကမှာတော့ကျွန်တော်တို့ဟာဒီ perfection လို့ခေါ်တဲ့ပြည့်စုံခြင်းအတ္တမရှိဘူးကိုယ်တတကိုကြည့်လိုက်ကြည့်တဲ့အခါမှာအပြစ်တစ်ခါမှမလုပ်ဘူးလားယုံကြည်ပြီးမှအပြစ်တစ်ခါမှမလုပ်ဘူးလားပြန်ပြီးဆန်းစစ်မယ်ဆိုရင်တော့ဒါလုံးဝယုတ်တိမချတဲ့ຢာကိုကျွန်တော်တွေ့ရတယ်။တမန်ကျမ်းစာကလည်းအဲ့လိုမသိပြထားဘူး။အဲ့ဒါကြောင့်ကျွန်တော်တက်တာမှာအပြစ်လုံနိုင်သေးတယ်အပြစ်လုံနေကြသေးတာဖြစ်တဲ့အတွက်အပြစ်ဝန်ချက်တောင်းပန်ဖို့ကျွန်တော်နောင်တရဖို့လိုအပ်တာဖြစ်တယ်။ဒီဗျာဒိတ်ချအခန်းကြီး2နဲ့အခန်းကြီး3မှာအတင်းတော်9ပါးကိုခရစ်တော်ကစာပြီးတဲ့အခါမှာအဲ့ဒီအတင်းတော်တွေမှာအပြစ်ရှိတယ်အပြစ်လုပ်ကြတယ်ဘုရားနဲ့တက်တဲ့အရာတွေရှိကြတယ်အတင်းတော်9ပါးထဲမှာ9ပါးကိုနောင်တရပါအပြည့်ဝန်ချပါလို့ခရစ်တော်ကပြောထားတာကိုကျွန်တော်တွေ့ရတယ်အဲ့တော့ယုံကြည်သူတက်တာမှာကောင်းသောအကျင့်မလိုတော့ဘူးဆိုတဲ့အရာလေမာယွန်းတဲ့အရာဖြစ်တယ်ရှမတဲ့အခန်းကြီး9အပိုင်းငယ်73ကနေ16မှာလည်းကျွန်တော်တို့ခရစ်တော်ကိုယ်တိုင်ကကောင်းသောအကျင့်အကြောင်းကိုပြောထားတယ်ဒီဖက်အခန်းကြီး2အပိုင်းငယ်10မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကေတင်ချင်းရတဲ့အကြောင်းရင်းဟုတ်နော်ယေရှုခရစ်၌အတိဖန်ဆင်းခြင်းကျွန်တော်ခံရတဲ့ညီဝေချင်းဟာကောင်းသောအကျင့်ကိုကျင့်ဖို့ဖြစ်တယ်ဆိုရရကိုကျွန်တော်တို့တွေ့ရတယ်။အဲဒီကောင်းသောအချစ်မှာကျွန်တော်တို့အသက်ရှင်ရှောက်လှမ်းဖို့အတွက်ဖယားသခင်ကကျွန်တော်ကိုကယ်တင်တာရွေးနှုတ်တာဖြစ်တယ်ဆိုမှဖော်ပြထားတယ်။ဒီတိတုထဲမှာဆိုလို့ရှိရင်ဘာပြောလဲဆိုတော့ဤစကားသည်တစ္ဆာစကားဖြစ်၏ဖျားသခင်ကိုယုံကြည်သောသူတို့သည်ကောင်းသောအကျင့်တို့ကိုအမဲချင်းအန်တော်ဟာတတိပြုရမည်အကြောင်းတင်းဒီဤရမြတ်ကိုသူစာရဟောပြောစီခြင်းငါလိုရှိသူအကျင့်တို့သည်ကောင်းသောအကျင့်သည်ကောင်းသည်တာမကလူတို့၏အကျိုးကိုပြုစုတတ်သောအခြင်းဖြစ်ဆိုမှဖော်ပြထားတယ်တိမောသေထဲမှာဆိုတော့ယုံကြည်သောသူတွေကိုကိုယ်တိုင်ပုံသက်တည်ကောင်းပြပါလို့ကျွန်တော်ကိုပြောထားတယ်ဆိုတော့ဒီကောင်းသောအခြင်းတွေကျွန်တော်ကျင့်ရတဲ့အကြောင်းရင်းဟာဖခင်ကျွန်တော်ကိုကောင်းသောအခြင်းချင်းဖို့ကဲတင်ပြည့်တဲ့အတွက်လေးဖြစ်တယ်လို့ဒီလူတွေကိုအချိုးပြုဖို့အဲ့ဒီမှာကျွန်တော်ကောင်းသောအခြင်းဖခင်လူတော်နဲ့ညီတဲ့ဖခင်ကုံတော်ကိုထင်ရှားစေတဲ့အသက်တာအခြင်းတွေကိုလူတွေကမြင်တဲ့အခါမှာသူတို့လည်းဖခင်ကိုဆံလာမယ်ဖခင်ဖက်ကိုလှည့်လာမယ်အဲ့ဒီຢာကလူတွေအတွက်အကျိုးရှိတဲ့အရာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီကိုရီးယားအဖွဲ့ Good News Mission ကိုကျွန်တော်တို့တတိထားဖို့လိုအပ်တယ်အတင်းတော်တွေမိဘတွေကဒီမိမိတို့ရဲ့လူငယ်တွေကိုကျွန်တော်တို့ဒီမာယွန်းတဲ့အရာတွေတမန်ကျမ်းစာနဲ့မကိုက်ညီတဲ့အရာတွေကိုတင်ပြခြင်းသိရှိခြင်းအဖြစ်သူတို့ကိုကျွန်တော်တို့တတိထားနိုင်ဖို့ရှောင်ကျဉ်နိုင်ဖို့အတွက်
ရည်ကြည်တယ်ဆိုတာကိုအနေငယ်ပြောပြချင်တာဖြစ်တယ်